မြန်မာပြည်သူပြည်သားများအားလုံးမင်္ဂလာပါကျမတို့ရဲ့ပေါ့ကတ်အစီအစဉ်တစ်ဖြစ်တဲ့ပန်းတပွင့်ရဲ့မုံတိုင်းအလွန်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်မှာခေတ်အဆက်ဆက်အမျိုးသမီးတွေရဲ့ဘဝအကြောင်းတွေသူတို့ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေစိတ်ဒဏ်ရာတွေကိုပွန့်ပွန့်လင်းလင်းနဲ့ပြောပြပေးသွားမှာပါဘဝမှာကြမ်းတမ်းတဲ့မုံတိုင်းတွေကြောင့်နာကျင်ကြေကွဲခဲ့ရပေမဲ့လည်းပြန်လည်ရှင်သန်လာတဲ့ပန်းတပွင့်တွေအဖြစ်ရက်တည်ခဲ့ကြရသူတွေရဲ့ဇလန်းတွေကိုကျမတို့ဖော်ထုတ်တင်ဆက်ပေးသွားမှာပါပထမဆုံးဧည့်သည်ဖြစ်တဲ့ Saudi Arabia မှာအိမ်အကူအဖြစ်ရောင်းစားခံခဲ့ရတဲ့အသက်23နှစ်အရွယ်မိမိနဲ့အတူသူ့ဘဝရဲ့မုံတိုင်းကိုဘလို့ရင်ဆိုင်ကျော်လွှားပြီးပန်းတပွင့်အဖြစ်ဘလို့ပြန်လဲရှင်သန်ရက်တည်ခဲ့တယ်လဲဆိုတာကိုနားဆင်ခန်းစားလိုက်ရအောင်ပါမင်္ဂလာပါညီမလေးအမတို့ဒီပေါ့ကတ်စီစဉ်လေးကိုဒီပထမအဆုံးမေးခွန်းလေးနဲ့ပဲဒီစတင်လိုက်ကြအောင်ပေါ့နော်ဆိုတော့ပထမအဆုံးမေးခွန်းအနေနဲ့ဒီညီမရဲ့ငယ်ဘဝတုန်းကအိမ်မက်တွေရှင်မန်းချက်တွေကိုပြောရမယ်ဆိုလို့ရှင်ဘာတွေဖြစ်မလဲမမီးအိမ်မက်ကအရင်လုံးကအဲ့လိုဖြစ်ချင်တာကပေါ့နော် overseas မှာအလုပ်လုပ်ပြီးတော့အဲ့လို lifestyle တွေကိုပြတယ်အဲ့လို blogger ဖြစ်ချင်တာအဲ့လိုမျိုးစိတ်ကူးရှိတာပေါ့နော်ဒါပေမဲ့ဘလို့ဖြစ်နေတက်နိုင်တဲ့မြန်မာနိုင်ငံမှာနေမယ်ဆိုတဲ့စိတ်ကူးနဲ့လူပြောက်ပေါ့ကွာမမီးကအဲ့လိုသိတာအခုလက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ကိုစိတ်ကူးရင်ခဲ့ရတဲ့ဒီဘဝနဲ့ကပေါ့နော်ဘလို့တွေကွာခြားမှုရှိနေလဲစိတ်ကူးထားတာတွေနဲ့ဆိုရင်တော့အဲ့လိုတခုမှမတူတော့ဘူးပေါ့နော်ဒီအခုကြုံတွေ့ရတဲ့ဟာကကိုမျောလင့်ထားသလိုလည်းမဟုတ်ခဲ့သလိုကိုဘဝမှာစိတ်ကူးတော့မရင်ဘူးတဲ့အဲ့လိုမျိုးဟာတွေကိုတွေ့ရတာပေါ့နော်အခုကတော့အဲ့လိုမျိုးပုံစံညီမလေးရဲ့ဘဝရဲ့ဒီအရေးပါဆုံးဆုံးဖြတ်ချက်တွေပေါ့နော်ဥပမာညီမရဲ့စိတ်ကူးအိမ်မက်တွေဖြစ်တဲ့ဒီနိုင်ငံခြားကိုတွားပြီးတော့ဒီlifestyle တွေကိုပြောပြရတဲ့ blogger တယောက်ဖြစ်ပေါ့လေနော်ဆိုတော့ဒါမှမဟုတ်ရင်လုံးဝမတူတဲ့အခြေအနေတစ်ခုခုပေါ့အဲ့လိုဆုံးဖြတ်ချက်တွေကိုဘယ်အချိန်မှာချခဲ့ရလဲဘဝနဲ့ပတ်သက်ပြီးတော့အရေးပါဆုံးဆုံးဖြတ်ချက်အခုအသက်အရွယ်ပေါ့အသက်23နှစ်မှာအဲ့လိုအကြီးမားဆုံးပေါ့နော်ခုနအမပြောသလိုပဲအဲ့လို overseas ကိုမဖြစ်မနေသွားရတော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုဘဝမှာ23နှစ်အရွယ်မှာစပြီးတော့အဲ့လိုဆုံးဖြတ်ရတာပေါ့ကိုချခဲ့ရတဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးတော့ဒီကိုပတ်ဝန်းကျင်ပဲဖြစ်ပေါ့နော်ဒါမှမဟုတ်ကိုမိသားစုပဲလိုမျိုးဒီဘေးကနေပြီးတော့ဘလိုမျိုးဖိအားတွေကိုရင်ဆိုင်ခဲ့ရတာရှိလဲအဲ့လိုဆုံးဖြတ်ချက်တွေကိုချရတော့မယ်ဆိုတော့အဲ့လိုလူဖွဲ့စည်းတွေဆိုတာအဓိကကတော့မိသားစုပေါ့နော်မိသားစုမှာကိုကအဲ့လိုဘယ်လိုပြောရမလဲသားသမီးအဲ့လိုသားသမီးမိသားစုဝင်မှာသားသမီးမှာကိုကအကြီးဆုံးဖြစ်တဲ့အတွက်ကိုမိသားစုကိုကြည့်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ငါမဖြစ်တော့ဘူးငါဒီဟာကိုမဖြစ်မနေလုံးမရမယ်ဆိုပြီးတော့အဲ့လိုမိသားစုရဲ့တွန်းအားပေါ့နော်အကြီးကတော့အဲ့လိုမိသားစုရဲ့တွန်းအားနဲ့ပဲအဲ့လိုမဖြစ်မနေလုံးရမယ်ဆိုတဲ့ဟာမျိုးတွေကဖြစ်လာတာပေါ့အခုလည်းလို့နိုင်ငံရဲ့အခြေအနေရလဲပေါ့နော်အဲ့လိုမျိုးဖြစ်လာ overseas ကိုတွားဖို့ဒီအဆင်မပြေသေးတဲ့အချိန်မှာပေါ့နော်မြန်မာနိုင်ငံမှာရောဘာအလုပ်တွေလုပ်ခဲ့လဲဒီလုပ်ခဲ့တဲ့အလုပ်တွေရောရှိလားအဲ့လိုမြန်မာနိုင်ငံမှာဆိုရင်တော့အလုပ်တွေကအဲ့လိုအစုံတော့လုပ်ဘူးတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောရမလဲအဲ့လိုအယောင်ဝန်ထမ်းလုပ်တာတို့အယောင်ဝန်ထမ်းလုပ်တာတို့ပြီးအဲ့လို live sale လုပ်တာတို့ဘာတို့ပေါ့နော်အဲ့လို social နဲ့ပတ်သက်တဲ့ဟာတွေနည်းနည်းပါးပါးလုပ်တာတို့အလုပ်ကတော့နည်းနည်းထဲဝင်ရှိရယ်ကွာအလုပ်ကိုအခုမှစလုပ်ဘူးတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်မြန်မာနိုင်ငံထဲမှာတော့အလုပ်နဲ့ပတ်သက်လာရင်လည်းအဲ့လိုချင်းချင်းလဲလုပ်ဘူးတဲ့လူတွေမှာတော့ပါတယ်ဆိုတော့ဒီမြန်မာနိုင်ငံမှာအလုပ်တွေလုပ်ခဲ့ရတဲ့အခါမှာအဆင်မပြေလို့ဒီ overseas ကိုတွားဖို့အတွက်ဆုံးဖြတ်ခဲ့တာလားညီမအစတုန်းကညီမကအဲ့လို overseas သွားဖို့တော့ plan ကတော့နော်အခြေအနေကတဖြည်းဖြည်းရန်ကုန်မှာနေလို့အဆင်မပြေတဲ့အခြေအနေတွေကြောင့်အိမ်ကလည်းအဲ့လိုပေါ့နော်နေသွားဖို့ဆိုပြီးတော့အဲ့လိုတိုက်တွန်းတာရှိတယ်အဲ့လိုသင်တန်းလေးတွေဗာလေးတက်နေတာတော့ရှိတယ်ကွာဒီလားအဲ့လိုသွားဖို့ကတော့ plan တော့အဲ့လိုလူကြီးတွေကတော့အတင်းသွားစေချင်တာပေါ့နော်ကိုကတော့အဲ့လိုသွားဖို့နည်းနည်းအချိန်ရအောင်ငါနေလို့ရပါသေးတယ်ဒီလားငါနေရာကြီးမှာပဲနေအထူးသဖြင့်တော့ညီမအဲ့လိုမသွားချင်တာကွာ overseas ကိုလုံးဝမသွားချင်တဲ့လူတွေမှာပါတော့အဲ့လိုဒီလားရသမျှအဲ့လိုကိုယ်နိုင်ငံမှာကိုနေပြီးတော့နည်းနည်းအဲ့လိုရှင်သန်တဲ့လူတွေမှာပါတယ်အဲ့လိုမျိုးပေါ့ရန်ကုန်မှာနေချင်တာလေအဲ့လိုနေချင်တာပေါ့ညီမလေးဘဝမှာပေါ့နော်ဒီအကြီးမားဆုံးအခက်အခဲလို့ပြောရင် overseas ကိုထွက်လာရတဲ့အချိန်တွေလို့အဲ့လိုမျိုးပြောလို့ရလားရတယ်ဟုတ်ဘဝမှာအဲ့လိုအခက်ခဲဆုံးနဲ့ပေါ့နော်အဲ့လိုအကြီးမားဆုံးအဲ့လို
တချို့တစ်ခါတလေကြာရင်ကိုယ့်ကိုပြန်တွေးမိတာဒီလိုလာမိတာတော့ဘဝမှာအကြီးမားဆုံးအမှားလားလို့တော့တွေးမိတဲ့အချိန်ရှိတယ်ပေါ့နော်ဟုတ် overseas ကိုထွက်လာခဲ့တဲ့အချိန်တွေရဲ့အကြီးမားဆုံးအခက်အခဲကိုပြောပြပါလားအကြီးမားဆုံးဆိုရင်အဲ့လိုပေါ့နော်ညီမတို့ကကြတော့အဲ့လို agency တွေနဲ့ချိတ်ပြီးတော့လာတာမျိုးတွေပေါ့နော်ညီမတို့ကြတော့အဲ့လို agency တွေကအဲ့လိုကိုယ်နဲ့အဲ့သူတို့ရန်ကုန်မှာတော့သူတို့ကဥပမာနေတို့ဒီကိုသွားရမယ်ဒီရလူတွေကနေတို့အကုန်အပြေးဝလုပ်ပေးမယ်ဥပမာနေတို့အတွက်ဘာမှပူစရာမရှိဘူးသိတယ်မလားနေတို့လွယ်လွယ်ကူကူနဲ့အလုပ်လုပ်ရမယ်ဆိုတဲ့ဟာတွေကဒီရောက်တော့သူတို့တွေစီကအဲ့လိုဆက်သွယ်တာမရှိဘူးသိတယ်မလားလူတွေကမြန်မာနိုင်ငံမှာတော့တခုဖြစ်ရင်ငါတို့ကတာဝန်ယူပေးနိုင်ပါတယ်ဆိုပြီးတော့တာဝန်ယူမှုတာဝန်ခံမှုအပြည့်တွေနဲ့လူတွေကအဲ့လိုစကားလှစွာပြောပြီးတော့တကယ်ရောက်လာတဲ့အချိန်မှာအရာရာတိုင်းကဥပမာကိုဟာနဲ့ကိုပဲပေါ့နော်ကိုရဲ့အုံနောက်နဲ့ဖြတ်ထိုးညံနဲ့တုံးပြီးတော့မျိုးလောက်ရတာမျိုးတွေပေါ့အဲ့လိုမျိုးတွေဖြစ်ကုန်တာအဲ့ဒီဟာပထမဆုံးအဆိုးဆုံးပဲပေါ့နော်အထူးသဖြင့်အဲ့လိုလေးစိမ်းရောက်ပြီဆိုလို့ရှိရင်သိတယ်မလားကိုလာခေါ်ဖို့လူကိုတခါအဲ့လိုသူတို့ contact နဲ့မရဘူးကိုပဲသူတို့ပေးထားတဲ့ဖုန်းနံပါတ်တွေရှိတယ်ဆိုမနှဲရှာရတာတို့ပြန်ဆက်သွယ်ဥပမာသူတို့လာခေါ်လို့နောက်ကျတယ်ဆိုလေးစိတ်မှာအဲ့လိုမျိုးဟိုကောက်နာမှာပဲအိတ်လိုက်ရတဲ့နေ့တွေတို့ပါတော့အဲ့လိုမျိုးတွေရှိတယ်ပေါ့အဲ့လိုမျိုးပေါ့ဒီဘက်ကိုရောက်လာတဲ့အချိန်မှာလေဟိုဘယ်လောက်တောင်မှခက်ခဲခဲ့ရတယ်လဲဆိုတာကိုပြောပြပါအောင်ပေါ့နော်ဆိုတော့ဒီလူကုန်ကူးခံခဲ့ရတယ်လို့ကြားထားတယ်ဆိုတော့အဲ့လိုဘယ်အချိန်မှာကိုကစပြီးတော့ငါလူကုန်ကူးခံရပြီဆိုတာကိုစပြီးတော့ဟိတ်ခဲ့တာလဲပေါ့နော်ဘလို့အဖြစ်ပြက်တွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာလေးလည်းပြောပြပေးပါအောင်ဟုတ်ညီမကအစကအဲ့လိုပေါ့နော်အဲ့အကူလောက်ဖို့ဆိုပြီးတော့အဲ့လို agent တစ်ခုစီကိုတွားလိုက်တယ်အဲ့ agent ကနေပြီးတော့အဲ့လိုညီမတို့နိုင်ငံနေရွေးရတယ်ပေါ့နော်နိုင်ငံနေရွေးတဲ့အချိန်မှာညီမကအဲ့ Saudi Arabia ကိုရွေးလိုက်တာကွာ Saudi Arabia ကကျတော့အဲ့လိုပေါ့ဟိုအဲ့လိုမွတ်စလင်နိုင်ငံစစ်ဖြစ်တယ်စစ်ဖြစ်တော့အဲ့လိုအဲ့မှာပေါ့နော်ကိုကဲမှာနည်းနည်းပါးပါးရှာဖတ်တဲ့ရသူတို့စီမှာစီကံအရန်ကြီးတယ်ဘာညာမျိုးဆိုတော့ညီမကစဉ်းစားလိုက်တာโอเคဒီမှာဆိုရင်တော့ငါတော့စီကံကြက်မှတ်တဲ့နေရာလည်းဖြစ်တယ်ငါအတွက်ပိုအဆင်ပြေနိုင်မယ်ပြီးတော့အခြားနိုင်ငံတွေနဲ့ဆိုင်အဲ့နိုင်ငံလေးကလစာနည်းနည်းလေးပိုအဆင်ပြေတယ်ဆိုပြီးတော့ပေါ့နော်အဲ့နေရာကိုအဲ့လိုရွေးလိုက်တယ်ပေါ့ညီမနဲ့ညီမတငယ်ချင်းတယောက်နဲ့ပေါ့နော်ရွေးလိုက်ပြီးတော့အဲ့လိုသူများတွေကအဲ့လိုအိုမန်တို့ဒူဘိုင်းတို့အဲ့လိုမျိုးသွားတဲ့အချိန်မှာညီမအဲ့ဒီညီမနဲ့ညီမတငယ်ချင်းတွေကအဲ့လို Saudi Arabia ကိုရွေးလိုက်တယ်ရွေးလိုက်ပြီးတဲ့အချိန်မှာညီမတို့ကအဲ့နေရာကိုသွားဖို့အတွက်ပေါ့ဟိုပေါ့ဂျန်အဲ့ရနေပြီးတော့အဲ့အဘူဒါဘီကိုရောက်လာတယ်ရောက်လာပြီးတော့အဲ့မှာ2ရက်လောက်နေပြီးတော့ပွဲစားတွေကအဲ့ဒီအဘူဒါဘီကနေပြီး Saudi ကိုသွားဖို့အတွက်ပေါ့နော်ညီမတို့စီစဉ်ပေးရဆိုတဲ့အချိန်မှာညီမတို့သွားရတာကအဲ့ဒီအဘူဒါဘီဆိုတဲ့နေရာကနေ Saudi Arabia ကိုလေယာဉ်နဲ့သွားရင်2နာရီခွဲလောက်ကြာမဲ့ဟာကိုညီမတို့ကလိုင်းကားနဲ့သွားရတယ်လိုင်းကားမှာအဲ့လိုမျိုးသူတို့အဲ့လို Arabic လူမျိုးတွေယောက်ျားတွေအများကြီးတဲ့မှာညီမတို့2ယောက်တည်းအဲ့လိုပေါ့နော်မလဲမဝယ်လေးနဲ့အဲ့လိုမျိုးသွားရတယ်သိတယ်မလားသွားရပြီးတော့အဲ့လိုမျိုးဟိုစားဖို့တွေလည်းဘာမှမထည့်ပေးလိုက်တော့အဲ့လိုကားသမားတွေကပဲသူတို့ရက်နာလို့ရှင်ညီမတို့ကဘာမှမသိတော့အဲ့လိုညီမတို့သူတို့ကျွေးတဲ့ဟာလေးတွေကိုပဲစားပြီးတော့ဒီလိုပဲပေါ့နော်အဲ့ဒီကိုရောက်အောင်သွားရတယ်သွားပြီးတော့သူတို့အဲ့ဒီ Asian တွေအလုံးအိမ်ကိုမသွားရတဲ့အချိန်မှာသူတို့ရုံးနေဆိုတဲ့နေရာမျိုးတွေကတကယ်ထောင်ကန်ကြီးတွေလိုပဲအဲ့လို main ကလေးတွေအနေနဲ့အရန်ကြောက်စရာကောင်းတယ်ပေါ့နော်အဲ့နေရာမှာဘာမှမရှိဘူး internet မရှိဘူးဘာမှမရှိဘူးအဲ့လိုကိုရောင်ကြီးလိုနေရာတွေမှာညီမတို့အိပ်ရာကင်းတစ်ခုရဲ့အဲ့လိုစောင့်တစ်ထည်ရဲ့ခေါင်းတစ်လုံးရဲ့ပဲပေးတယ်သိတယ်မလားအဲ့လိုမျိုးနေရတယ်အစားအစာဆိုရင်ရေနှစ်ဘူးပေးတယ်ပြီးရင်အဲ့လိုပမုတ်လိတ်ထားတဲ့ဟာလေးတစ်ခုပေါ့နော်အဲ့ဒါပဲပေးတယ်အဲ့လိုမျိုးတွေနေပြီးတော့မှညီမတို့ကအဲ့လို Asian တွေကိုတွားရမယ်ဆိုရင်အဲ့ဒီအချိန်မှာလူတွေက2ယောက်3ယောက်လာရဲဆိုရင်အကုန်လုံးကတယောက်တနေရာနဲ့ Asian တွေကိုတစ်ခါတက်ထပ်ပြီးတော့ကားစီးပြီးတော့တွားရတယ်အဲ့လိုမျိုးပေါ့နော်ဟိုမျောလင့်ထားတဲ့ဟာတွေတခုမှမဟုတ်ပဲနဲ့အကုန်လုံးကလေအဲ့လိုမျိုးတွေဖြတ်ကျော်ရတာပေါ့အစိမ့်တက်ကြီးတွေပေါ့နော်ဒီကသူတို့အဲ့လိုရန်ကုန်ကအဲ့လိုပွဲသားတွေရဲ့ဟိုမှာတာဝန်ယူပါတယ်တာဝန်ခံပါတယ်ဆိုအဲ့အချိန်မှာဘယ်သူမှညီမတို့ဆက်သွယ်မှုတွေမလုပ်ဘူးညီမတို့ကဆက်သွယ်မှုလုပ်ရင်လည်းဒီတို့အဆင်ပြေလားတစ်လုံးတောင်ညီမတို့ပြန်ပြောတာမျိုးမရှိဘူးပေါ့နော်အဲ့လိုမျိုးတွေဒုက္ခရောက်တာပေါ့ဟုတ်ညီမလေးအဲ့ဒီကိုရောက်သွားတဲ့နေရာမှာဘဝတူမြန်မာလူမျိုးတွေရောရှိသလားမြန်မာလူမျိုးက6ယောက်8ယောက်လောက်ရှိမယ်ဆိုမြန်မာလူမျိုးအများဆုံးက3ယောက်လောက်ပဲရှိတယ်ကျန်တဲ့အရေးအတွက်ကတော့အဲ့လိုမျိုးပေါ့နော်ပြီးတော့အသက်အရွယ်အရဆိုရင်လည်းလာလောက်ကြတဲ့အလုပ်လူတွေထဲမှာမြန်မာလူမျိုးတွေကအသက်အငယ်ဆုံးနေပေါ့နော်တချို့တွေဆိုအသက်မပြည့်တာတွေဥပမာဟိုအသက်19-20လောက်တွေကို passport တွေကိုသိရမလားအဲ့လိုမျိုးအသက်တွေတိုးပြီးတော့လောက်တာတို့ဘာလို့အဲ့လိုမျိုးတွေများတယ်အထူးသဖြင့်တော့ငယ်တဲ့လူတွေများတယ်အဲ့ဒီဘက်က agent တွေမှာရောဒီမြန်မာလူမျိုးတွေရှိလား agent တွေ
နေမှာကြတော့ဒီဘက်မှာကြတော့သူတို့ဒီဘက်မှာပွဲစားလုပ်တဲ့ပုံစံတွေကဘယ်လိုလဲဆိုတော့သူတို့ကရုံးကိုပိုင်ရှင်တွေကတော့ဒီ Arabic လူမျိုးတွေပေါ့နော် agent တွေဆိုတာမျိုးတွေကဓာတ်ရိုက် agent တွေလောက်တာမဟုတ်ဘဲနဲ့ဥပမာကိုကအိမ်ကူလုပ်ကိုလုပ်တယ်နောက်ထပ်ဥပမာတစ်နှစ်ကျော်သွားပြီဒီအိမ်ကူသဘောတဘာဝကိုနားလည်သွားပြီဆိုရင်အိမ်ကူလုပ်တဲ့လူကပဲပြန်ပြီးတော့ပွဲစားတွေပြန်လုပ်တာပေါ့နော်အဲ့လိုမျိုးတွေလုပ်ကြတာမြန်မာလုပ်တဲ့လူမြန်မာတွေရှိတယ်ပြီးရင်တချို့ကျတော့ရုံးတိုင်လိုပုံစံတွေပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အဲ့လိုမျိုးတွေတော့ရှိတယ်မြန်မာတွေဆိုတော့ဒီ agent တွေကပေါ့နော်ဒီဘက်ကိုရောက်လာတဲ့အခါဘယ်အိမ်မှာလုပ်ရမယ်ဒီလောက်ခလာစာကဘယ်လောက်ရမယ်ဘယ်လိုနေရထိုင်ရမယ်ဆိုတာတွေကိုအဲ့လိုမျိုးပြောပြထားတာတို့စီစဉ်ပေးထားတာတို့ရှိလားသူတို့ကအမအဲ့ဒါတွေကကြတော့လေသူတို့ကမရှိဘူးသူတို့ကအဲ့လိုမျိုးပြောပြနေမရှိဘူးသူတို့မှပြောပြတာဘာတစ်ခုပဲရှိရဲဆိုတော့ဥမာနင်းမှာအလုပ်လုပ်ဖို့အိမ်ရှင်အိမ်ရပြီဒါမျိုးပဲကျန်တဲ့ဟာတွေကတော့အမရဲ့ကြာရပေါ့နော်ဥမာကိုယ့်ရဲ့ကန်တရားနဲ့ပေါ့ဥမာနင်းအိမ်နေတဲ့အိမ်မှာကြာရင်ကြာမယ်ဒါမှမဟုတ်လူများတဲ့အိမ်မှာကြာရင်ကြာမယ်သူတို့ဘက်ကအာမခံချက်မပေးနိုင်ဘူးသူတို့ပြောတဲ့ဒီတိုင်းပဲသူတို့ပြောတဲ့စကားအရတော့နင်းတလားကိုဥမာလာစာပေါ့နော်1100ပြ1200ပြရမယ်နင်းကိုသူတို့အစာနက်ကျွေးမယ်နင်းကိုတနေ့ကိုတနာရီဒါမှမဟုတ်2နာရီနားခိုင်းမယ်ပေါ့နော်အဲ့လိုမျိုးပဲအဲ့လောက်ပဲသူတို့ကပြောတာကွာကျန်တဲ့ဟာကတော့သိတယ်မလားရန်ကုန်မှာဆိုသူတို့ပြောကြတယ်တခုခုဖြစ်ငါတို့အချိန်မီဆက်သွဲငါတို့ကအကုန်လုပ်ပေးမှာတို့မှာတို့အဲ့ဒါတွေကရန်ကုန်မှာပဲရှိတာကွာတကယ်လက်တွေ့မှာအဲ့ဒါတွေကမရှိဘူးအဲ့လိုမျိုးအဲ့ဒီဘက်ကိုလေရောက်သွားပြီးတဲ့အချိန်မှာပေါ့နော်ငါအခက်ခဲတွေကိုရင်ဆိုင်ရတော့မယ်ဆိုတော့စိတ်ခံစားမှုကိုဘယ်အချိန်မှစပြီးတော့ရခဲ့တာလဲစိတ်ခံစားရဆိုညီမအဲ့ဒီ Saudi Arabia မှာညီမကအဲ့လိုပေါ့အခြေအနေတွေမှာရောက်သွားတော့ငါတော့ဒီအလုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်နဲ့မဖြစ်မနေလုပ်တယ်ဒါပေမဲ့အဲ့ဒီအိမ်မှာတော့မိသားစုဝင်များတယ်ဒါပေမဲ့ညီမလုပ်တာအဆင်ပြေတယ်ဒါပေမဲ့9ရက်မြောက်တဲ့နေ့မှာညီမသူတို့ရဲ့အစားအစာနဲ့ညီမတို့ရန်ကုန်မှာစားတဲ့အစားအစာနဲ့အဲ့လိုအစာမတူတော့သူတို့စီကအဲ့လိုဓာန်ပေါက်တို့ဘာတို့အဲ့လိုအပူဆက်တွေရပါတော့ညီမအစာမကောင်းတဲ့လူဆိုတော့အစာပူတယ်ပေါ့အစာအောင့်တယ်လို့ပြောအောင်ပေါ့နော်အစာအောင့်လဲအောင်ရောသူတို့ကပထမတော့စေကန်းနေပါပြပေးမယ်လို့ပြောတယ်နောက်ကျတော့အဲ့လိုအစာရကိုကအစာအောင့်ပင်မဲ့ရန်ကုန်ကပါလာတဲ့ဆေးလေးပါလေးတောက်အလုံးလုံးပဲအဲ့လိုဖိုက်ကအလုံးဝအဆင်မပြေတော့သူတို့ကနားခိုင်းတာတို့ဘာတို့ရှိတယ်ပေါ့နော်ရှိတယ်ဒါပေမဲ့ကိုကနားပြီးတော့သူများလို့ဆိုတော့လုပ်ရတာပဲမှာအဲ့မှာစပြီးတော့အဆင်မပြေတော့တာပေါ့သိတယ်မလားသူတို့ကဘယ်လိုလဲဆိုတော့အလုံးမလုံးချင်လို့သိတယ်မလားအကြောင်းပြတယ်တို့ပြန်ချင်လို့အကြောင်းပြတယ်လို့သူတို့ဘက်က complaint တွေစတက်တာပေါ့ကွာအဲ့လိုမျိုးတွေမှာတော်တော်လေးစိတ်အဆင်မပြေဘဲနဲ့စိတ်ထိခိုက်ရနောက်ဆုံးဘလို့ဖြစ်လဲဆိုတော့သူတို့ကအဲ့လိုညင်ဒီမှာအလုံးမလုံးနိုင်တော့ဘူးဆိုရင်နင့်ကိုပြန်ပို့မယ်မြန်မာနိုင်ငံကိုပြန်ပို့မယ်ဆိုပြီးတော့အဲ့လိုအခန်းထဲတွေဘာတွေပိတ်ထားတဲ့အဆင့်တွေဘာတွေကြီးရောက်သွားတာပေါ့နော်အဲ့ချိန်မှာလည်းတော်တော်လေးတော့စိတ်တက်ကြတယ်ဟုတ်ညီမလေးအနေနဲ့ပေါ့နော်အဲ့ဒီကိုရောက်ပြီးတဲ့နောက်မှာဒီကိုခံစားခဲ့ရသမျှတွေထဲမှာအကြီးမားဆုံးစိတ်ဒဏ်ရာရခဲ့တာကဘယ်အချိန်လို့ပြောလို့ရလဲညီမစိတ်ဒဏ်ရာအကြီးအမားဆုံးကလေအခုဒီလိုမျိုး overseas ထွက်လာတဲ့အချိန်မှာ2ခါရတာပေါ့နော်ပထမတစ်ခါကျတော့အဲ့ Saudi Arabia မှာညီမကိုပြန်ပို့မယ်ပေါ့ရုံးကနေပြန်ခေါ်ပြီးတော့မြန်မာနိုင်ငံကိုပို့မှာဒါမှမဟုတ်အဲ့လိုနောက်အိမ်တအိမ်ကိုပဲအခြားနေရာရှာပေးမယ်လို့ပြောပြီးညီမကိုအခန်းထဲမှာပိတ်ထားတယ်ပိတ်ထားပြီးညီမရဲ့အဲ့လိုပစ္စည်းတွေအသုံးဆောင်တွေအကုန်လုံးကိုယူပြီးတော့သူတို့တင်ထားတယ်ဟိုပေါ့နော်အဝတ်တစ်ထည်ကိုတစ်ခုနဲ့ပဲနေရတယ်ဖုန်းအသွင်းကြိုးလေးတစ်ချောင်းနဲ့ပေါ့နော်အဲ့အခန်းတစ်ခန်းထဲမှာထည့်ထားတယ်ညီမရေမချိုးရဘူးအဲ့မှာအဲ့လိုအိမ်တာတစ်ခုတော့ရှိတယ်ဒါပေမဲ့အဝတ်စားမရှိတဲ့အတွက်ရေချိုးလို့မရဘူးသွားတိုက်လို့မရဘူးပေါ့နော်အဲ့ဒီမှာပဲစားချိန်ဆိုလို့ရှိရင်အဲ့လိုစားစရာပကံတစ်ခုတည်းလာပေးပြီးအဲ့လိုထောင်သားတွေလိုပဲတကားလေးဖွင့်ပြီးတော့ပေးလိုက်တယ်ပြီးရင်အဲ့မှာပြန်ပိတ်ထားတယ်အဲ့လိုပြီးရင်အဲ့လိုပေါ့နော်3နာရီခြားတစ်ခါ4နာရီခြားတစ်ခါလာပြီးတော့နင်ရုံးကဆက်သွယ်ပြီးလာနင်ပြန်တော့မှလာထားမဟုတ်လို့သူတို့ရဲ့ဆွေမျိုးတွေအတိတွေကလာလို့ရှိရင်တယောက်ပြီးတယောက်တကားတွေဖွင့်ပြီးအဲ့လိုမျိုးနေဘယ်တော့ပြန်မှလဲနင်ရုံးကဆက်သွယ်လာအဲ့လိုမျိုးတွေပေါ့နော်စိတ်နှောက်ယှက်တွေအမျိုးမျိုးတွေပေးတယ်သိရမလားနင်အခုပြန်တော့မှပြောလိုက်ချက်ချင်းတကားကြီးကိုဖွင့်ပြီးတော့ပြန်ပိတ်လိုက်သိရမလားအဲ့လိုအမျိုးမျိုးနှောက်ယှက်တာပေါ့နော်သိရမလားထပ်ပြေးမှဆိုလို့ခဏတည်းကိုသိထားအဲ့လိုမျိုးတွေအရင်အဲ့လိုမျိုးတွေလောက်ခံရတာအဲ့ဒီလိုပထမအကြိမ်လောက်ခံခဲ့ရတာကဘယ်နှစ်ရက်လောက်ကြာလိုက်လဲအဲ့ဒါကလေတစ်ပတ်လောက်ကြာတယ်တစ်ပတ်လောက်ကြာပြီးတော့အဲ့မှာသူတို့အမျိုးအိမ်ကိုညီမကိုပို့လိုက်တယ်မသိရင်ကွာသူတို့အိမ်မှာအဆင်မပြေလို့သူတို့ရဲ့အမျိုးအိမ်မှာလောက်ရမယ်ဆိုပြီးတော့ညီမကိုပို့ပြီးတော့ဒါပေမဲ့
အဲ့ဒီမှာညီမလုပ်ခဲ့တယ်တလနီးပါပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့လိုသူ့ရောက်ခမအိမ်မှာလည်းညီမအလုပ်တွေလုပ်ခဲ့ရတယ်အဲ့လိုမသိရင်ကွာအဲ့နောက်အိမ်ကိုပြောင်းပြီးတော့အလုပ်လုပ်ရတယ်လို့လုပ်ခဲ့ရတယ်လက်တွေဆိုလို့ရှိရင်အဲ့လိုအနာတွေပါဖြစ်တာပေါ့နော်ဆေးတွေအဲ့သူတို့ရဲ့ပိုးသက်ဆေးတွေပါနေနဲ့အဲ့လိုတွေလုပ်ပြီးတော့အနာတွေဖြစ်ပြီးတလနီးပါလောက်အလုပ်လုပ်ခဲ့ရတယ်ဒါပေမဲ့အဲ့နေ့တစ်နေ့မှာညီမတို့ချက်ချင်းပဲပြန်ပို့နင်းအဲ့လိုဒူဘိုင်းကိုပြန်ရမယ်ဆိုပြီးပြန်ပို့တာပေါ့နော်ချက်ချင်းအဲ့ည6နာရီညီမတယောက်တည်းအဲ့ဒီည8နာရီကားနဲ့ဒူဘိုင်းကအဲ့ Saudi Arabia ကနေဒူဘိုင်းကိုပြန်တယ်အဲ့မှာဆိုလို့ရှိရင်လေကားပေါ်မှာယောက်ျားအမျိုးသားရွယ်မိန်းမတယောက်ပဲပါဘူးယောက်ျားလေး18ယောက်နဲ့ညီမတယောက်တည်းနဲ့ပြန်လာတာညီမအဲ့ဒီဒူဘိုင်းကိုအဲ့လိုပေါ့နော်အဲ့ဒီတော့ဆိုစားစရာတော့ကိုတော့မရှိဘူးဘာမှလည်းစားစရာတွေကမရှိဘူးသူတို့ကအဲ့လိုပြန်တော့မယ်ဆိုမှအဲ့အထုပ်ကိုယူလာပေးတာအဲ့လိုမျိုးစားစရာလည်းမပေါ့တညလုံးလည်းမစားရအောင်ပြီးတော့အဲ့ဒီဒူဘိုင်းကိုရောက်တော့လေအဲ့ဒူဘိုင်းကပွဲစားကပြန်လာခေါ်ဖို့အဲ့လိုမျိုးပေါ့ဟိုလမ်းမိုင်းတိုင်းတစ်ခုမှချခဲ့တာကွာကို့မှာဖုန်းလည်းအဆက်အသွယ်မရှိဘူးဘာမှမရှိဘူးလာမကော်မရှင်အဲ့လိုမိုးလင်းတဲ့ထိပြန်စောင့်ရတာအဲ့လိုမျိုးတွေဒီတော်တော်ခက်ခက်ခဲတွေကြုံရတာပေါ့အဲ့ဒီတုန်းကပေါ့နော်ကိုယ်စိတ်ထဲမှာဘလို့ခံစားခဲ့ရတယ်လဲကိုယ်စိတ်ထဲမှာဖြစ်နေတဲ့အတွေးတွေကိုပေါ့နော်အဲ့ဒါတွေကိုညီမလေးပြန်မှတ်မိလားစိတ်ထဲမှာလေအဲ့လိုငါထွက်ပြေးလိုက်ရမလားတိလားငါဘာလုပ်လို့ရလဲဥပမာပေါ့အိမ်ကိုလည်းအဲ့လိုပေါ့နော်ငါပြန်လာခြင်းနဲ့ငါရောခြင်းနဲ့ငါ့ကိုပတ်စံအဲ့လိုမျိုးရှာပေးမလားဒါမှမဟုတ်အဲ့လိုမိတ်ဆွေတွေကိုလည်းအကုန်လုံးပတ်ပြီးတော့ပေါ့နော်ငါဒီလိုဖြစ်နေတယ်ငါ့ကိုအဲ့လိုတစ်ခုခုလုပ်ပေးနိုင်မလားဆိုပြီးလူတွေကိုအကူအညီလိုက်တောင်းနေအဲ့လိုလူတွေနဲ့စကားတွေအများကြီးပြောတယ်အကူအညီတွေပဲလိုက်တောင်းနေကွာကိုယ်လည်းပြောရရင်တော့ဒါပေမဲ့ဘလို့မှအဲ့လိုဘသူစီရမှအကူအညီမရခဲ့ဘူးပေါ့နော်နောက်ဆုံးဘလို့ပဲဖြစ်ဖြစ်ကိုကတယောက်တည်းကိုယ်ပိုင်ကိုပဲဖြစ်ရတယ်ဆိုတဲ့ဟာတွေကအဲ့လိုလေအမင်းဆိုလည်းမစားနိုင်ဘူးတနေ့သိတယ်မလားအဲ့လိုဖုန်းကိုကြည့်ပြန်တော့လေအင်တာနက်ကမရလူတွေနဲ့စကားအဲ့လောက်မပြောရဆိုတော့စိတ်တဲ့အရန်ကြတာပေါ့နော်စိတ်တွေအရန်ကြပြီးတော့ပဲဒီလိုပဲအဲ့ချိန်မှာမှလူကဘာလုပ်ချင်လာလဲဆိုတော့အဲ့လိုဖျားတရားပဲကူညီရမလားဟောအဲ့လိုဖျားတရားလေးငါလုပ်ကြည့်ရမလားဆိုတဲ့ဟာလေးတွေတဖြည်းဖြည်းနဲ့အဲ့လိုနည်းနည်းလေးတော့ဝင်လာတာပေါ့အဲ့လိုစိတ်တဲ့အကြတော့ချိန်မှာအဲ့လိုပဲအဲ့ဒီကနေမှဒီမြန်မာပြည်ကိုပြန်လာခွင့်ရခဲ့လားဒါမှမဟုတ်ရင်ဘယ်ကိုဆက်ပြီးတော့ရောက်သွားခဲ့သေးလဲအဲ့ဒီ Saudi Arabia ကနေညီမအဲ့ဒူဘိုင်းရဲ့အဘူဒါဘီဆိုတဲ့နေရာကိုပထမတော့ညီမတို့အဲ့ဒီပေါ့နော်လာချင်းတော့ကလည်းအဘူဒါဘီဆိုတဲ့နေရာပေါ့အဲ့ဒီအဘူဒါဘီရုံးကိုပဲပြန်ရောက်သွားတယ်ဒါဆိုအခုလက်ရှိအလုပ်လုပ်နေတဲ့နေရာကိုဘယ်လိုရောက်သွားခဲ့ရလဲအခုလက်ရှိအလုပ်လုပ်နေရတာတဲ့နေရာကိုကြတော့ညီမအဲ့ဒီရုံးကိုရောက်တယ်ရောက်ပြီးတော့ညီမကိုသူတို့ကပြောတယ်ဒီအဲ့ဒီ sorry မှာအဆင်မပြေဘူးဆိုရင်ဒီဒူဘိုင်းမှာပဲနင်ကအဲ့လိုသူများတွေထက်ဆိုင်နင်အဲ့လိုအင်္ဂလိပ်စကားနည်းနည်းပပပြောနိုင်တယ်သိတယ်မလားနင်ကနည်းနည်းအဲ့လိုအဆင်ပြေရှိတယ်ဆိုညီမကိုသူတို့အစပြောတာတော့အဲ့ဒီရုံတိုင်းတွေကဒီဒူဘိုင်းမှာပဲ high end နေရဲ့high end နေရဲ့အိမ်မှာပေါ့နော်နင်လည်းအဆင်ပြေနဲ့လုပ်ရမယ်ဆိုပြီးတော့ညီမကိုအဲ့ဒီရုံမှာအဲ့လိုကိုနေ့သွားရမလို့ဒီနေ့သွားရမလို့နှစ်ပတ်လောက်မျိုးပြီးတော့အဲ့ဒီမှာထားခဲ့တယ်အဲ့ဒီအချိန်မှာညီမမဟုတ်ဘူးဆိုတာကိုတိလာတယ်ကွာတိလာချက်ချင်းဟို3ရက်လောက်နဲ့သွားရမယ့်ဟာကို4ရက်လောက်ကြီးကြာလာတယ်5ရက်လောက်ကြီးကြာလာတယ်ပြီးတော့အဲ့မှာညီမစိတ်ကပိုတိသွားတာလေညီမအဲ့ဒီ Saudi မှာလုပ်ခဲ့တဲ့လာစာကိုအဲ့တတိယညီမကို agent တွေကိုလွှဲပေးမယ်လို့ပြောတယ်အခုညီမရောက်နေတဲ့ရုံးကိုလွှဲပေးမယ်လို့ပြောပြင်တယ်တစ်ပတ်လည်းမလာဘူးနှစ်ပတ်လည်းမလာဘူးညီမကဟိုမှာသူတို့စီမှာ wifi တော့မရဘူးဒါပေမဲ့အဲ့ဒီရုံးတိုင်အမျိုးသမီးနဲ့ညီမကနည်းနည်းနေတတ်တော့သူနဲ့ခင်တော့သူ့အကူညီတောင်းတဲ့အချိန်မှာသူတနေ့ဦးမှာသူများတွေအိတ်သွားတယ်ဆိုရင်နိုင်ခွက်လောက်ပေးသုံးတာဖြစ်ပါပြီညီမစာတွေပို့တဲ့အချိန်မှာညီမစာကိုလုံးဝ reply မပြန်ဘူးအဲ့ဒီအချိန်မှာကွာသူတို့ကအဲ့လိုအစစ်မှန်မဟုတ်ဘူးဆိုတော့ညီမတိလာပါတော့တဖြည်းဖြည်းတိလာတော့အဲ့လိုညီမတိတဲ့အကိုတွေအဲ့လိုညီမတိတဲ့တချို့အဖွဲ့အစည်းလေးတွေကိုညီမလိုက်ပြီးတော့ပြောတယ်ဖြစ်ချင်တော့ကန်ဆိုးစွာနဲ့အဲ့ဒီတနေ့မှာအဲ့ဒီရုံးတိုင်အမျိုးသမီးကအပြင်သွားတယ်သူကညီမကို wifi password မပေးဘူးဒါပေမဲ့ညီမကကိုနီးကိုဟန်လေးနဲ့အဲ့လို wifi ကိုရအောင်ပေါ့နော်အဲ့လို scan ကိုတင်ထားလိုက်တော့သူမရှိတဲ့နေ့မှာအဲ့လို wifi တုံးပြီးတော့အဲ့လိုအကူကြီးတွေလိုက်တောင်းနေတဲ့အချိန်မှာ तू ကအဲ့လိုညီမအကောင့်မီးစိမ့်နေတာကိုတွေ့သွားပြီးတော့ तू ကအဲ့လိုချက်ချင်းပြန်ရောက်လာပြီးတော့နင်ဖုန်းတုံးနေတာလားဘာညာပြောပြီးတော့ချက်ချင်းပဲအဲ့လိုဖြစ်ပြီးတော့1ရက်2ရက်နေတော့ तू ကပုံစံဘာမှမပြဘူးပေါ့နော်2ရက်နေပြီးတဲ့အချိန်မှာညီမကိုနောက်နေ့ညနေကျရင်နေအဲ့လိုအိမ်ရှင်ရပြီးနေအိမ်ရှင်ကိုနေအလုပ်သွားလုပ်ရမယ်ပြောပြီးတော့ည9နာရီလောက်မှာ
နောက်အေဂျင့်တစ်ခုကိုညီမကိုပို့လိုက်တယ်ညီမကထင်တာတော့အိမ်ရှင်အိမ်ကိုအလုပ်သွားလုပ်ရပြီထင်တာအဲ့ညီမပထမအဲ့ဒူဘိုင်းကိုဆက်ဆက်လာတဲ့ပွဲစားတစ်ယောက်ညီမရဲ့မူရင်းပွဲစားစီကိုညီမကိုပြန်ပို့လိုက်ပြီးတော့အိမ်မှာလည်းအဲ့လိုပဲအိမ်ရှင်အိမ်ကိုသွားရမယ်ဆိုညီမကိုအကြာကြီးပဲကားတွေကိုဟိုဘက်တွေပတ်မောင်းဒီဘက်တွေပတ်မောင်းညီမတော့အိမ်ရှင်ကဟိုမဖြစ်သေးလို့လားခါလားဆိုပြီးတော့အဲ့လိုလုပ်တာအဲ့လိုမဟုတ်ဘူးည10နာရီလောက်ကြာတော့နောက်ပွဲစားတစ်ခုစီကိုပို့လိုက်တာနောက်ပွဲစားကျတော့လေညီမပထမဦးဆုံးအဲ့လိုမျိုးတွားရတဲ့ပွဲစားဆိုတော့တူကနေပြီးတစ်ဆင့်သွားရမယ်တင်တာမဟုတ်ဘူးညီမအရှိမတဲ့အဲ့ဒီနောက်ပွဲစားပေါ့နော်ညီမမသိတဲ့အစ်စ်ပွဲစားစီကိုညီမ passport ကိုပေးပြီးတော့အဲ့ဒီကောင်လေးကညီမအတွက်ပတ်စံကိုသူတို့အထုတ်လိုက်ပြီးအဲ့လိုအထက်လိုက်ပြီးပေးလိုက်တာကိုမြင်တဲ့အချိန်မှာငါတကယ်နောက်လူစီကိုရောင်းစားခံရပြီဆိုတော့သိလိုက်တာပေါ့အဲ့လိုမျိုးအဲ့ဒီရုံးထိုင်ဆိုတဲ့အမျိုးသမီးတွေပေါ့နော်သူတို့တွေကဘာလူမျိုးတွေလဲသူတို့တွေကတော့အဲ့လို Arabic လူမျိုးတွေရှိတယ်ညီမတွေ့ခဲ့ရတဲ့လူတွေကတော့ Arabic လူမျိုးတွေရှိတယ်အင်ဒိုနီးရှားတွေရှိတယ်ဒါပေမဲ့သူတို့ရဲ့ဂျာကန်တွေမှာတစ်ခုစီမှာမြန်မာတွေတော့ရှိတယ်အဲ့လိုမျိုးဒါပေမဲ့အဲ့မြန်မာတွေကလည်းအဲ့လိုရိုးသားပွင့်လင်းမှုမရှိဘူးအဲ့လိုပေါ့နော်သူတို့တွေကစကားတွေကိုမညီဘူးကွာဥပမာညီမကမေးတယ်ညီမကအိမ်ရအလုပ်ရှင်အိမ်ကိုရတာလားဒါမှမဟုတ်ညီမကိုဘာလုပ်တာလဲမေးညီမတို့မှာရွေးချယ်ခွင့်မရှိဘူးပေါ့နော်ဥပမာအခုဒီနေရာကိုပို့မယ်ဆိုလို့ရှိရင်တယောက်ကပြောတယ်နင့်ကိုဒီဥမာအခုညီနေအလုပ်လုပ်နေတဲ့နေရာကိုပို့မယ်လို့ပြောတယောက်ကတော့မဟုတ်ဘူးနင်းဒီမှာပဲဆိုပြီးတော့အဲ့လိုစကားတွေကမညီပေါ့နော်သူတို့လက်ခုပ်တည်းကရေပဲလူတွေကိုအဲ့လိုလှုပ်ချင်တိုင်းလှုပ်တာအဲ့လိုမျိုးတွေပြီးတော့သူတို့မှာရက်အတိအကျမရှိဘူးအချိန်အတိအကျမရှိဘူးသူတို့အခုသွားဆိုသွားရတယ်သူတို့လာဆိုလာရတယ်သူတို့နေဆိုနေရတယ်အဲ့လိုပဲအဲ့လိုစိုးရွားတဲ့ဒီအခက်အခဲတွေကိုကြော်ဖြတ်နေရတဲ့အချိန်မှာပေါ့နော်ဒီညီမလေးစီမှာအကြီးမားဆုံးဆုံးရှုံးမှုကြီးဆိုရင်ဘာဖြစ်မလဲဥပမာဒီရုပ်ပိုင်းဆိုင်ရာလားဒီစိတ်ပိုင်းဆိုင်ရာလားပေါ့စိတ်ပိုင်းဆိုင်ရာလည်းပျက်စီးသလိုပေါ့နော်စိတ်ပိုင်းဆိုင်ရာလည်းပျက်စီးတယ်အဲ့လိုရုပ်ပိုင်းဆိုင်ရာနဲ့ပေါ့နော် live ကြီးကိုပျက်စီးစေတာတော့အခုလက်ရှိရောက်နေတဲ့နေရာကိုရောက်တဲ့အချိန်မှာပိုဆိုးတာပေါ့နော်ဟုတ်လားဒီမှာဒီနိုင်ငံကိုရောက်တာမှပိုဆိုးတယ်ပေါ့နော်ကိုယ့်ဘက်မှာကြုံခဲ့တဲ့အရာတွေထပ်ပိုဆိုးတဲ့အရာတွေကြုံရတာပေါ့အဲ့လိုပဲဒီဘက်ကိုရောက်လာတဲ့အချိန်မှာရောဒီဘလို့အခက်အခဲတွေဆက်ပြီးတော့ကြုံရလဲဥပမာဒီအင်ရှင်တွေကကိုယ့်ဒီနှိပ်စက်ညှဉ်းပန်းတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးရှိလားအင်ရှင်တွေကိုပေါ့အဲ့လိုပြောရမယ်ဆိုရင်အိမ်ကိုမရောက်ခင်ရုံးနေမှာပေါ့နော်ရုံးနေမှာအဲ့လိုကြုံရတဲ့ဟာတွေကနေပြီးတော့ပြန်ပြောရမှာပေါ့နော်ရုံးကိုရောက်တဲ့အချိန်မှာညီမတို့ဒီနိုင်ငံကိုလာရမယ်ဆိုတာကိုလည်းအဲ့လိုမသိဘူးပေါ့နော်ညီမတို့အဲ့အဘူဒါဘီကနေပြီးနောက်အဲ့လိုပွဲစားတစ်ခုစီမှာညီမတို့10ရက်17ရက်နေရတယ်အဲ့လိုညဘက်မှာပေါ့ဒီဘက်ကိုသွားရမယ်သူတို့ကဘယ်နိုင်ငံလို့မပြောဘူးညီမတို့ကိုအခုသွားရမယ့်နိုင်ငံဘယ်နိုင်ငံမှလို့မပြောဘူးဒီနိုင်ငံရဲ့ဥပမာပေါ့ဒီနိုင်ငံဒီနေရာပေါ့နော်ဥပမာရန်ကုန်ဆိုရင်ဥပမာဟိုပြီးတော့မြန်မာပြည်ပဲဒါပေမဲ့ရန်ကုန်ဆိုပြီးတော့အဲ့လိုတစ်ခုပဲကွာသိလားအဲ့လိုဒီသေးဘာမှမရှိဘူးနေတို့ဒီနေ့ကျရင်ဒီကိုသွားရမယ်အဲ့လိုမျိုးပဲပြောတယ်ပြောပြီးတော့အဲ့လိုညီမတို့ညဘက်လာရတယ်ပေါ့နော်လာရတဲ့အချိန်မှာပထမဦးလုံးကဘာလဲဆိုတော့အဲ့လိုလေစိတ်မှာ immigration မှာညီမတို့ကို visa official မလုပ်ပေးတော့ညီမတို့ immigration မှာအိပ်ရတယ်အိပ်ရပြီးတော့အဲ့လိုမိုးလင်းကနေမှအဲ့ဒီနိုင်ငံရဲ့ပွဲစားတွေရဲ့ညီမတို့ကိုအဲ့လိုလာခေါ်တယ်ပေါ့နော်အဲ့တော့မှသူတို့တုံးထူတာတွေဘာတွေလုပ်ပြီးတော့မှလာရတယ်လာရပြီးတော့စရောက်သွားတဲ့အချိန်မှာအဲ့လိုကိုကမှအရန်ကြောက်ဖို့ကောင်းတဲ့ဟာကြီးပေါ့အဲ့လိုတုံးတက်တိုက်ကြီးမှလေလူမဲတွေအများကြီးသိတယ်မလားအာဖရိကလူမဲပေါင်းစုံများစွာနဲ့တိုက်ခိုင်းကိုရောက်သွားတယ်ဖြစ်ချင်တော့ဒီနိုင်ငံကိုလာတဲ့နေရာမှာမြန်မာအရေးတက်ကအရန်နေတယ်မြန်မာရောက်သွားတဲ့အချိန်မှာမြန်မာထက်အသက်နည်းနည်းကြီးတယ်ပေါ့နော်အသက်35နှစ်အရွယ်အမျိုးသမီးတယောက်နဲ့မြန်မာကပဲ2ယောက်ပဲမြန်မာရှိတယ်ကျန်တဲ့ကိုလုံးကအဲ့လိုလူမဲမျိုးစုံပေါ့နော်ပြီးတော့ညီမတို့မှာသူများတွေလိုအိတ်ဆရာအခန်းမရှိတော့ညီမတို့ကဧည့်ကန်းမှာဖြာခင်းပြီးတော့အိတ်ရတယ်ပြီးရင်မနက်ဆိုလို့ရှိရင်အဲ့ဒီလူမဲမှာခေါင်းဆောင်နေရှိတယ်သူတို့တွေကညီမတို့ကိုမနက်ဆိုရင်အကုန်လုံးကထပြီးတော့တန်ရှင်းလို့ရတာတွေရှိတယ်ဆိုတော့ညီမတို့ကိုမနက်ဆိုလို့ရှိရင်မထရင်အဲ့လို6ရောက်နဲ့ကန်နဲ့ဆောင်းတွေကိုဆွဲလှန်တယ်အဲ့လိုအိယာကင်းတွေကိုလှန်ပစ်တယ်အဲ့လိုမျိုးတွေအရန်ကြုံရတယ်ပေါ့နော်အဲ့လိုအကြီးမားဆုံးနေပြီးသွားရင်သူတို့လူမဲတွေအများကြီးဆိုတော့အဲ့လိုစားတာတောက်တာမှစားတော်တော်ခက်ခဲတာပေါ့နော်
အခက်ခဲတွေကတော့ဒီရောက်မှဒီနိုင်ငံကိုရောက်မှပို့ပြီးတော့ပို့အများကြီးကြုံရတာပေါ့ဟုတ်အခုလက်ရှိအိမ်ကိုရောက်တော့ရောဘာတွေရင်ဆိုင်ခဲ့ရလဲအခက်ခဲဆိုရင်ဒီကိုရောက်တဲ့အချိန်မှာအစပိုင်းမှာတော့သူတို့ကလေအဲ့လိုအရန်အဆင်ပြေတယ်လို့ပြောရမှာပေါ့နော်တဖြည်းဖြည်းနဲ့အများအဲ့လိုနားချိန်တွေကိုအပြည့်မပေးဘူးသူတို့ရဲ့ဒီအိမ်အကူလောက်တယ်ဆိုတဲ့တရားဝင်မှာလူတယောက်ကိုအစာနှစ်နက်ကျွေးရမယ်ဒီမှာတနေ့ကိုနားချိန်2နာရီအနည်းဆုံးပေးရမယ်ဆိုတာတရားဝင်ပါပြီးသားပေါ့နော်အဲ့ချိန်8နာရီပေးရမယ်ဆိုတာတရားဝင်ပါပြီးသားဒါပေမဲ့အချိန်တဖြည်းဖြည်းနဲ့များသူတို့ကနားချိန်ကိုအပြည့်အဝမပေးဘူးဒီမှာအစာကိုလုံးလောက်မကျွေးဘူးအဲ့လိုမျိုးတွေပေါ့နော်အရန်အဲ့လိုစိတ်ကိုတန်ရာရအောင်လို့ PR တွေအရန်ပေးတာပေါ့နော်ညီမဆိုရင်အခုညီမလုပ်တဲ့အိမ်က3တက်တိုက်အကြီးပေါ့နော်ပုံမှန်ဆိုသူတို့ကိုယ်တိုင်ကအစလူ2ယောက်ခေါ်ပေးပါမယ်လို့ပြောတယ်ဒါပေမဲ့ညီမအခုဆိုရင်ညီမ1ယောက်တည်းလုပ်ရတယ်အဲ့လိုမျိုးပေါ့နော်အရန်အဲ့လိုစိတ်တန်ရာရအောင်သူတို့ကအဲ့လိုလူ1ယောက်ကိုစိတ်ပြတ်အောင်အရန်အဲ့လိုမျိုး PR တွေတော်တော်ပေးတာပေါ့နော်အဲ့လိုမျိုးတွေအစာဝေါကလည်းမကျွေးတာတို့သိရမလားတခုခုဆိုရင်နေရော်ရမယ်တို့အဲ့လိုပေါ့သိရမလားတခုအပြစ်လုံးပြီးဆိုငါ့ကိုလူထောက်ပြီးတောင်းမှန်တို့ပါတော့အဲ့လိုမျိုးတွေလောက်တာပေါ့နော်ညီမလေးအခုပြောခဲ့တဲ့လိုမျိုးတွေပေါ့နော်ဒီဥပမာဒူးထောက်ပြီးတော့တောင်းပန်ခိုင်းတာမျိုးတွေအပြင်အခြားဘယ်လိုရက်ဆက်လောက်တာမျိုးတွေရောထပ်ရှိသေးလဲရက်ဆက်လောက်တာမျိုးတွေဆိုရင်သူတို့တွေကအဲ့လိုကွာအခုဧည့်သည်တွေလာတယ်လူတွေအများကြီးဂျားထဲမှာဘုမအောက်ထူးသဖြင့်တော့အမျိုးသမီးတွေဂျားထဲမှာသိတယ်မလားသူတို့ခြေထောက်အုပ်မှာကြာနေတာတွေကိုလာကောက်လို့သိတယ်မလားလူရှိမှအဆက်ခွဲတာမျိုးတွေပေါ့နော်လူရှိမှပဲသူတို့ဖက်နှက်ကိုအခုတိုက်ပြီးတော့သိတယ်မလားအဲ့လိုမျိုးတွေလုပ်တယ်ပြီးသွားလို့ရှိရင်တခါလေကြာရင်အဲ့လိုပစ္စည်းတစ်ခုခုယူခိုင်းမှုခြေထောက်တွေနဲ့သိတယ်မလားခြေထောက်တွေနဲ့ဒီဟာကိုသွားသိမ်းလိုက်လို့ဒီဟာကိုလုပ်လိုက်လို့သိတယ်မလားခုဖက်နှက်ချုပ်ပြီးရင်ဖက်နှက်ကိုချက်ချင်းလာကောက်လို့အဲ့လိုမျိုးတွေလုပ်တာပေါ့နော်ထမင်းစားရတာကရောတနေ့ကို2နက်ကျွေးတယ်ဆိုတာမျိုးတွေမှာဒီအပြည့်အဝအခွင့်ရေးရလားအစပိုင်းမှာတော့သူတို့စားသလိုစားရပါမယ်နောက်ပိုင်းမှာကိုစားဖို့ဆိုရင်မတိကျအောင်စောင်းနေသလိုမပေးသလိုသိရမလားအဆင်ပြေတာနဲ့စားလိုက်ဒါမှမဟုတ်လေနေ့လေကကြံတဲ့ထမင်းနဲ့ဟင်းနဲ့ကိုညကြရင်စားဒါပေမဲ့အဲ့လိုမျိုးဟာတွေကလည်းအများနဲ့မကြံဘူးကွယ်လူဆိုတော့အဲ့လိုချက်ဟင်းချက်ကောင်းတဲ့နေ့ဆိုသူတို့စားကောင်းသွားတဲ့နေ့ဆိုဘာမှမကြံတဲ့နေ့မျိုးတွေလည်းရှိရဲပေါ့နော်အစပိုင်းမှာတော့သူတို့ခောက်ဆွဲကြောက်လေးတွေဗာလေးတွေဝယ်ပေးတာမျိုးရှိပြီပဲနောက်ပိုင်းမှာအဲ့လိုမျိုးတွေဘာမှမရှိဘူးအဲ့လိုပေါ့တဖြည်းဖြည်းနဲ့ပေါ့နော်အပြည့်အဝမခံစားရဘူးပေါ့ဥပမာအခုသူတို့ခရီးတွေထွက်တယ်လို့တွားတယ်လို့ဆိုရင်သူတို့အဲ့လိုကြိုတင်အတိပေးမှုလည်းမရှိဘူးပြောဆိုမှုတွေလည်းမရှိဘူးပြီးသွားလို့ရှိရင်ပြန်လာလို့ဥပမာသူတို့လိုချင်တဲ့ဟာမပြီးတာလို့အဲ့လိုမျိုးဆိုရင်လာစာဖြတ်တယ်အဲ့လိုသိရမလားကြားတဲ့လာစာကိုပြန်ဖြတ်တယ်လို့ပါအဲ့လိုမျိုးတွေလုပ်တယ်ညစာမရှိတဲ့နေ့တွေမှာမစီစဉ်ပေးဘူးဆိုတော့ဒီညီမလေးအနေနဲ့မစားဘဲနေရတာမျိုးလားဒါမှမဟုတ်လို့ရှိရင်ဘယ်လိုဖြတ်ကျော်ရလဲတခါတလေဆိုရင်ညီမအဲ့လိုမျိုးမစားဖြစ်တော့တဲ့နေ့တွေတောင်ရှိတယ်ပေါ့နော်တခါတလေကျတော့လေလူကအဲ့လိုစားကျင်တဲ့စိတ်နဲ့ပေါ့နော်ယူစားလို့မရဘူးလားဆိုတော့ယူစားလို့တော့ရတယ်ဒါပေမဲ့ဒီအိမ်ရှင်ရဲ့သဘောတဘာဝအရာပေါ့သူကအဲ့လိုစားလို့ကွာစားလို့ရှိရင်ဥပမာကြက်ဥတစ်လုံးစားလိုက်တယ်တို့ဘာလို့ဆိုရင်သူကအဲ့လိုနောက်နေ့ကျရင်ပြန်မေးတာကွာဒီကနင်ထာကိုစားလိုက်လားနင်ထာကိုစားလိုက်သူကစားလိုက်တယ်လို့ပြောရင်လေသူကစားလိုက်တယ်လို့ပြီးသွားတာမျိုးမဟုတ်ဘူးကွာမကျေနပ်တဲ့ပုံစံသိရမလားအဲ့လိုပစ္စည်းတွေကိုစောင့်ချတာဒါမှမဟုတ်လေအဲ့ဒါတွေကိုတွန်လိုက်တော့လွတ်ပလိုက်တော့အဲ့လိုမျိုးလုပ်တာတွေရှိတယ်ကွာနောက်ပိုင်းကျတော့ကိုယ်အနေနဲ့သိတယ်မလားအဲ့လိုမျိုးစားဖို့တော့တစ်ခါတလေအဆင်မပြေဘူးတစ်ခါတလေအရင်အဆိုးဆုံးနေလို့လေသူတို့အဲ့လိုမစားကျင်တော့လို့လွတ်ပစ်တယ်မုတ်တွေပါကိတ်မုတ်တွေပါရေခဲတာထဲမှာလွတ်ပစ်တယ်ကိတ်မုတ်တွေအဲ့လိုမိုင်ဘုံနဲ့ကိုလွတ်ပစ်တယ်ဆိုကိုရီမှာအဲ့လိုအရင်ပေါ်တော့ဘိုက်စာလို့ငါစားစရာမရှိဘူးဆိုပြီးပြန်ပြီးတော့စားရတဲ့အချိန်တွေတော့ရှိတယ်ဟုတ်ဒီလိုတွေကြုံတွေ့နေရတဲ့အချိန်မှာပေါ့နော်ဒီလွတ်မြောက်ခြင်းစိတ်တွေဖြစ်လာဘာလို့ရမလဲဆိုပြီးကြံစီတာမျိုးတွေရောရှိလာလားအဲ့လိုမျိုးကတော့ဝင်တယ်ပထမအဆုံးကတော့လေအဲ့လိုမြန်မာပြည်ကိုပြန်ချင်တာပေါ့နော်အရန်ပြန်ချင်တယ်ဆိုတဲ့စိတ်ရှိတယ်ဥပမာငါ့ကိုကူညီပေးမဲ့လူရှာချင်တယ်ဆိုတဲ့စိတ်ရှိတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ညီမတို့ကိုပို့တဲ့ agent ကအဲ့ဒီညီမဒီနိုင်ငံရောက်လို့ရောက်မှန်းတော့မသိဘူးညီမဆက်တွေ့ရင်ညီမကို reply မလုပ်သိတယ်မလားအခုညီမဆိုရင်တကယ်တမ်းပြောရမယ်ဆိုရင်သူတို့ပြောသလိုပဲညီမသွားတဲ့နိုင်ငံလည်းမဟုတ်ဘူးညီမအခြားနေရာတွေကိုပြန်ရောင်းခံရတယ်
အဲ့ဒီမှာညီမအတွက်သူတို့ဘာမှတာဝန်ယူမှုတာဝန်ခံမှုဘာမှမလုပ်ပေးနိုင်ဘူးညီမမှာပွဲစားမရှိဘူးအဲ့လိုပုံစံဖြစ်သွားတာပေါ့နော်အဲ့တော့ကိုယ့်ဘက်ကိုယုံရတယ်ဆိုတော့အထူးသဖြင့်ပထမတစ်ချက်ညီမပြန်ကျင်လို့ရှိရင်ဒီယုံကပွဲစားတွေရဲ့အလိုလျောက်ပဲသူတို့ရဲ့ဟိုဟာအရာတွေကရောရမယ့်ပတ်စံက380လည်းဖြစ်နိုင်တယ်လို့350လည်းဖြစ်နိုင်တယ်လို့400 500လည်းဖြစ်နိုင်အဲ့လိုမျိုးပေါ့နော်အဲ့လိုအခြေအနေတွေကညီမဘက်မှာဘလို့မှမရှိဘူးအဲ့တော့ညီမဘာတစ်ခုနောက်ထပ်စဉ်းစားလဲဆိုတော့ဟုတ်ပြီငါဒီနိုင်ငံရဲ့ရဲစခန်းကိုပြေးမယ်ရဲစခန်းကိုထပ်ပြေးမယ်ပြီးရင်ငါရဲစခန်းကိုကူညီတောင်းပြီးငါမြန်မာနိုင်ငံကိုပြန်မယ်ဆိုရအောင်လေညီမ passport မှာညီမမှာမရှိဘူးသူတို့တင်ထားတယ်ဒါသူတို့မေးတဲ့အခါကျရင်လည်းငါ passport လို့မျိုးရုံးနေရတင်ထားတယ်အဲ့လိုပဲပြောတယ်တည်တယ်မလားညီမထွက်ပြေးကျင်တာတို့ဘာလို့လဲညီမမှာအဲ့လိုအချိန်ချင်းတွေးခဲ့မိတာပေါ့ဒါမှမဟုတ်လဲဟိုဆိုရဆိုဘယ်လိုလဲဆိုငါအဲ့လိုတက်မရှိတော့ရင်ကောင်းမလားဆိုပြီးတော့တိုက်ပေါ်ကခုံချရမလားတို့သိတယ်မလားအဲ့လိုမျိုးအတွေးတွေကတော့အများကြီးပေါ့နော်ကိုယ့်ကိုယ်ကအရန်စိတ်ပြက်စေတဲ့အတွေးတွေအဲ့လိုမျိုးအခြေအနေတွေကတော့အများကြီးကြုံရတယ်ဆိုတော့ကိုကြုံတွေ့ခဲ့ရတဲ့ဒီဆိုးရွားတဲ့အတွေ့အကြုံတွေအပေါ်မှာရခဲ့တဲ့စိတ်ဒဏ်ရာတွေကိုဘယ်အချိန်မှာပေါ့နော်ကိုလက်ခံခဲ့လဲအဲ့ဒါကိုဘယ်ချိန်မှရခဲ့လဲဆိုတော့အခုဒီအိမ်ကိုရောက်ပြီးတော့ဥပမာ3လ4လလောက်မှာကိုယ့်ကိုသိလိုက်တယ်ပေါ့နော်ငါဒီချိန်နေကြီးကိုငါမကြော်နိုင်ဘူးနောက်တစ်ခုကဘာလဲဆိုတော့ညီမကအဲ့ညီမဒီကိုရောက်ပြီးတော့3လလောက်မှာညီမတို့အမျိုးတယောက်ကအကိုဝင်းခွဲတယောက်ကဆုံးသွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုညီမဒီအိမ်မှာအဆင်မပြေတော့သူတို့အဲ့လိုညီမအိမ်ကညီမမိသားစုဝင်တယောက်ပေါ့နော်ဆုံးသွားတယ်ဒီလို accident ဖြစ်ပြီးဆုံးသွားတယ်ငါပြန်ကျင်တယ်ငါခဏပြန်ကျင်တယ်ပေါ့နော်ငါသူ့ရဲ့အနာရေးမှာငါရှိကျင်တယ်ပြန်လို့ရမလားငါညာဆိုပြီးတော့သူတို့ညီမပြောဘူးတယ်ပေါ့နော်အဲ့ချိန်မှာသူတို့ကဘာပြောလဲဆိုဒါဘောကပဲပေါ့သိလားလူတယောက်ကဒါဘောကပဲပေါ့နင်းကိုငါတို့ကပြန်ခိုင်းလို့ရှိရင်နင်းကိုငါတို့ဝယ်ထားတဲ့ပတ်စံတွေကအများကြီးပဲပေါ့ငါတို့တဲ့ဆုံးရှုံးမှုတွေပဲပေါ့ကွာသိလားအဲ့တော့နေခံစားမနေနဲ့ပေါ့ငိုချင်တည်းရပဲငိုလိုက်ပေါ့ဒီဆိုတာငိုစရာမလိုဘူးပေါ့အဲ့လိုမျိုးညီမကိုအဲ့လိုဒီပြောခဲ့တဲ့ဟာမနဲ့တော့အဲ့လိုတိသွားတာပေါ့နော်ငါဘလို့မှလုံးလို့မရဘူးငါထွက်ပြေးမယ်ဆိုရင်လည်းငါလိုပေါ့ငါ့ကိုကူညီပြီးတယောက်တည်းထွက်ပြေးဖို့ဆိုတာလည်းမလွယ်ဘူးလေနော်အဲ့လိုဆိုတော့ငါထွက်ပြေးရင်လည်းလွယ်မှာမဟုတ်ဘူးငါဒီဟာကြီးကိုပဲမဖြစ်မနေတိခံပြီးတော့လုပ်ရမယ်ဆိုပြီးတော့ပဲအဲ့လိုဆုံးမချက်ချလိုက်တာပေါ့နော်မိမိရဲ့ပေါ့နော်ဒီလိုမျိုးကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုဘယ်လိုစိတ်နဲ့ကြော်ဖြတ်ခဲ့ရလဲအခက်ခဲလေးတွေကိုဘယ်လိုကြော်ဖြတ်လဲဆိုတော့အဲ့လိုပေါ့ပထမဆုံးဒီအိမ်ကိုမရောက်ခင်အဲ့လိုရုံးမှလူတွေအများကြီးနဲ့ပေါ့နော်လူတွေအများကြီးနဲ့ညီမနဲ့တည်တဲ့အဖတယောက်အဲ့လိုညီမ2ယောက်ပဲရှိတာဆိုတော့သူကကိုယ့်ထက်အသက်နည်းနည်းကြီးတဲ့အချိန်မှာကိုရီးယားအဲ့လိုဖုန်းမကြည့်ရဘူးဖုန်းနဲ့ဆိုပေးထားရတယ်အင်တာနက်လည်းမရှိဘူးဆိုတဲ့အချိန်မှာညီမမှာအဲ့လိုရန်ကုန်ကနေပြီးတော့သူများနိုင်ငံကိုလာတယ်ဆိုတော့ညီမတို့အထူးသဖြင့်အဲ့လိုပေါ့နော်ပြဿနာတစ်ခုကဘာလဲဆိုတော့ဒီလူမျိုးတွေအဲ့လို Arabic လူမျိုးတွေကညီမတွေကိုသူတို့ကမကြိုက်ဘူးဒီမှာဗုဒ္ဓဘာသာဆိုသူတို့မကြိုက်ဘူးပေါ့နော်အဲ့ချိန်မှာညီမမှာဘုရားစာအုပ်တအုပ်ရှိတယ်ပေါ့နော်အဲ့လိုဘုရားရှိခိုးနီးစာအုပ်တအုပ်ပေါ့နော်အဲ့ဒီမှာအဲ့လိုပဋ္ဌာန်းစัจ जा ပုံလေးနဲ့ဟာတော့ညီမအဲ့လိုဘောပင်လေးနဲ့ဖြတ်ပြမစားဘူးအဖုံးတွေကိုအဲ့လိုဆွဲဖြဲပြီးတော့ဒီတိုင်းရိုးတာမန်စာအုပ်လိုတအုပ်ထားတဲ့စာအုပ်တအုပ်ရှိတယ်အဲ့ဒီဟာလေးကိုအဲ့လိုညီမ notebook လေးထဲမှာထည့်ထားပြီးတော့ပေါ့နော်ဘာမှလူကလုံးလို့မရဘူးဆိုတဲ့အချိန်မှာတော့အဲ့လိုဖះကိုအကူရမယ်ဆိုရဲပေါ့နော်လူငယ်ဆိုတော့အဲ့လိုဘာသာရေးကိုတော့အရင်တဲမှုဝင်မသိဘူးပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာဟိုပေါ့လူတွေကအပူတွေများလာရင်နောက်ဆုံးဘုရားတရားကိုပဲအကူရမယ်ဆိုတဲ့ဟာလေးညီမခေါင်းထဲမှာလည်းဝင်လာတယ်ပေါ့နော်အဲ့လိုတစ်ခါတလေအဲ့လိုအိမ်နဲ့ပြောဖြစ်တယ်ဆိုလည်းအမေကအဲ့လိုပေါ့ငါတို့တော့ဘာမှမလုပ်ပေးနိုင်ပြင်မဲ့နေဘုရားတရားကိုနည်းနည်းတော့လုပ်ကြည့်ပေါ့အနေလေးတော့စိတ်သက်သာရမယ်ပေါ့အဲ့လိုမျိုးညီမလက်လန်းမီတဲ့လူတွေကလည်းအဲ့လိုပြောတာအဲ့အမနဲ့ညီမနဲ့တွေ့တဲ့အချိန်မှာလည်းအဲ့လိုပဲအဲ့တော့ညီမတို့တယောက်တိုင်နေပေါ့ဒီမှာတော့ဒီလောက်ပူလောင်နေပြီဒုက္ခတွေကပူလောင်နေအဲ့အမဆိုညီမထက်ဆိုးတယ်ပေါ့အိမ်ရှင်အိမ်နဲ့အိမ်လောက်သွားလိုက်ပြန်ရောက်လာပြီးတော့အဲ့လိုသူတို့ကနည်းနည်းဟိုအဖြစ်လိုက်ဆိုတော့အဲ့မှာညီမတို့နှစ်ယောက်စပြီးတော့အဲ့လိုဖျားရှိခိုးဖို့ပေါ့နော်ဖျားလေးပါလေးလှုပ်ဖို့ဆိုတဲ့ဟာလေးတခုအတိဝင်လာတယ်ပြီးတော့အဲ့အချိန်မှာညီမရဲ့စိတ်ကပဲအဲ့လိုမျိုးပေါ့နော်တစ်ခါတလေတော့အဲ့လိုဖျားသူကအရန်ပူလောင်တော့လေတနေ့ဘာလုပ်ရမှမသိရင်အဲ့လိုစိတ်အရန်ရှုပ်ပြီးတော့အရန်ငိုကျင်လာတယ်ကိုယ့်ကိုစိတ်ပြတ်သွားတဲ့အချိန်ကျရင်ပေါ့တန်ဖိုးတွေလေးကောက်ရွတ်လိုက်တာမျိုးတော့အဲ့လိုမျိုးပေါ့နော်စိတ်ချီအောင်ပဲအဲ့လိုငိုနေတဲ့ဂျားတွေကအဲ့လိုဖျားတရားကိုလည်းလှုပ်ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်သွားတာဒါဆိုရင်ဒီလိုအချိန်တွေကိုကိုယုံကြည်တဲ့ဒီဘာသာရေးကိုပဲလှုပ်ပြီးတော့ဖြ
ဖြတ်တန်းခဲ့ရတာပေါ့နော်အဲ့လိုညီမတို့မှာအဲ့လိုပေါ့နော်သူများ motivate ပေးတဲ့လူတွေဟာနားထောင်ခြင်းလို့အဲ့လို YouTube လည်းမရှိဘူးအဲ့လိုဘာမှ internet မရှိတော့ပေါ့နော်ဘာမှလုပ်လို့မရတော့အဲ့ဒီမှာအဲ့လိုဘုရားတရားလေးတွေကိုနည်းနည်းလုပ်ဖြစ်တယ်ပြီးတော့ညီမရဲ့အဲ့လိုပြောင်းလဲသွားတယ်လို့ကိုယ့်ကိုယ်နည်းနည်းစိတ်ကိုပေါ့နော်ဟိုအရန်ပူမလောင်ပဲနဲ့ခန္ဓာရင်ရှိသွားတာညီမထင်တာညီမမေတ္တာတုတ်ကိုအဲ့ချိန်မှာစာရွတ်ကြည့်တာပေါ့နော်အဲ့လိုမေတ္တာတုတ်ကိုရွတ်ကြည့်တဲ့ဟာမှာညီမအဲ့လိုစိတ်ကိုတော်တော်လေးအဲ့လိုတခုခုอ่ะပေါ့အထောက်ပံ့ပေးသလိုဖြစ်တာပေါ့နည်းလေးတော့စိတ်အေးချမ်းသွားတယ်ပေါ့နော်အဲ့ခံစားချက်ကိုရတယ်ဟုတ်အဲ့ချိန်တုန်းကလေဟိုကိုဘလို့အားပေးမှုမျိုးတွေပြန်လုပ်ပေးခဲ့ရတာမျိုးတွေရှိလဲဘလို့အားပေးမှုမျိုးလဲဆိုတော့အဲ့ချိန်တုန်းကဟုတ်ပြီငါဟိုညီမအနေနဲ့ကြာတော့ညီမကဒီအလုပ်ကိုလုပ်ချင်တဲ့လူလည်းမဟုတ်ဘူးမနိုင်ငံခြားကိုသွားချင်တဲ့လူလည်းမဟုတ်ဘူးပေါ့နော်ညီမမျှော်လင့်ထားတာတက်ကွာအဲ့လိုနိုင်ငံခြားမှာအလုပ်လုပ်နေပြီးရင်အဲ့လို lifestyle ကိုပြရတယ်ကိုယ့်ဘာပဲနေချင်တဲ့လူပေါ့နော်အဲ့လိုလူဆိုတော့အခုဒီဟာကြီးကအရန်ဂျင်းနဲ့ကြက်သေးဆိုတော့ငါဒီဟာကြီးကိုတော့အမြဲလုပ်เสียမလို့ဘူးငါဒီနှစ်ကိုကြော်ဖြတ်ရမယ်ပေါ့နော်တိလားဥပမာလူတယောက်ကကိုယ့်ရဲ့အခက်ခဲကိုကိုယ်အရင်ခက်ခဲနေတဲ့ကြားထဲမှာလူတွေကဒီလိုပဲရုန်းကန်ပြီးတော့အောင်မြင်သွားတဲ့ဟာဘာနဲ့မှမလဲနိုင်ဘူးလေနော်အထူးသဖြင့်ကိုယ့်ဘဝရဲ့ဥပမာပေါ့အခက်ခဲဆုံးမှတ်တိုင်တစ်ခုကနေပြီးကြော်ဖြတ်သွားတယ်ဆိုတော့ပထမဦးဆုံးဥပမာ mission လည်းဖြစ်မယ်ကွာဘဝမှာပေါ့နော်အဲ့လိုမျိုး mission ကိုလည်း complete ကျင်တာနဲ့ပေါ့အဲ့လိုမဖြစ်မနေဆိုတဲ့စိတ်နဲ့တည်မလားငါဒီနှစ်ပဲဒီနှစ်ကိုစိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေငါရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲအဲ့လိုဘာမှကျန်တာတွေကိုမတွေးပဲနဲ့ပေါ့နော်ဒီဟာကိုငါရအောင်ပြတ်ကြော်မယ်ဆိုတဲ့အတွေးတစ်ခုပဲကိုယ့်ကိုအဲ့လိုခွာပြန်ယူလာပေါ့နော်ဟုတ်ဒီကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေလွန်မြောက်သွားပြီးတဲ့အခါပေါ့နော်ဒီဘဝအတွက်ဘလို့သင်ခန်းစာယူစရာတွေရလိုက်လဲဘလို့ lesson တွေလဲပေါ့ဘာ lesson လဲဆိုတော့ကိုယ့်ရဲ့လင်းပြောရရင်ဆုံးဖြတ်ချက်တစ်ခုကိုချမယ်ဆိုရင်အဲ့လိုညီမတို့မြန်မာနိုင်ငံလူတွေရဲ့အခြေအနေရပေါ့နော်ကိုဒီအလုပ်တစ်ခုကိုလုပ်တော့မယ်ဆုံးဖြတ်တော့မယ်ဆိုရင်ဘသူစကားမှနားမရအောင်ပေါ့ဥပမာနောက်ဆုံးကိုယ်လင်းပြောကိုမိသားစုကပြောပေမဲ့လူတစ်ယောက်ကဒီလုပ်တစ်ခုကိုလုပ်ရတကယ်လုပ်ရတယ်ဆိုတော့ကိုလုပ်ရတာကွာဒီလားဆုံးဖြတ်ချက်တစ်ခုကိုဥပမာမိဘရဲ့ pressure ကြောင့်သိတယ်မလားအမျိုးတွေရဲ့ pressure ကြောင့်ဆိုတာမျိုးမဟုတ်ပဲနဲ့ကိုဒီဟာကိုတကယ်ကြီးကိုလုပ်နိုင်ပါမလားဆိုတော့ကိုအရင်ဆုံးဖြတ်ခိုင်းရမယ်ကွာဒီလားသူများဆုံးဖြတ်ချက်တွေကိုပြီးရင်အဲ့လိုရွေးချယ်မှုတွေကိုမမှန်ကန်ရွေးချယ်ရမယ်ဥပမာပွဲစားလိုမျိုးပေါ့နော်ကိုတကယ်သွားမဲ့လူကကိုဘယ်လောက်ထိတကယ်လုပ်ပေးနိုင်လားမလုပ်ပေးနိုင်လားဆိုတာကိုသိချာရွေးချယ်ရမယ်ပြီးသွားရင်အချိန်ယူပြီးတော့ဆုံးဖြတ်ရမယ်ကိစ္စတစ်ခုကိုအဲ့လိုလွယ်ညီမဆိုလို့ရှိရင်ညီမလာတာရက်20ပဲကြာတယ်လေညီမသွားပါမယ်လို့ပြောလိုက်ပြီးတော့ညီမဒီကိုလာရောက်လာတာရက်20ပဲကြာတယ်အဲ့လိုမျိုးပေါ့နော်အချိန်ယူပြီးတော့အဲ့လိုဆုံးဖြတ်သေးချာဆုံးဖြတ်စေချင်တာပေါ့နော်အခုချိန်မှာတော့ဒီအခက်အခဲတွေကတော့မလွန်မြောက်သေးဘူးဒါပေမဲ့ပြောင်းလဲခဲ့တာတွေတော့ရှိတယ်အဲ့လိုပြောင်းလဲမှုတွေကဘာတွေလဲဆက်ပြီးတော့ဘလို့နေထိုင်နေရတယ်လဲပေါ့ဆက်လက်ပြီးနေထိုင်ဆိုအရင်တော့ဆိုရင်ညီမတို့ကအဲ့လိုမြန်မာနိုင်ငံမှာဆိုညီမဆိုအပေါင်းအသင်းနေပေါ့နော်မိတ်ဆွေတွေညီမပါအဲ့လိုနည်းနည်းများရှိတဲ့တဲမှာညီမပါတယ်တခုခုဆိုရင်ညီမဘောမှာတိတ်ပြီးတော့မပူရဘူးအဲ့လိုပေါ့ကိုကငယ်ပေမဲ့ကိုနားမှာရှိတဲ့အကိုတွေအမားတွေအဲ့လိုလူတွေတခုခုဆိုရင်ဒီလိုလေးဖြစ်တယ်အဲ့လိုအဆင်မပြေဘူးတခုလေးလုပ်ပေးပါအောင်ကိုကလေးလုပ်ပေးပါအောင်ပေါ့ဥပမာဒါမှမဟုတ်လဲမိပါအောင်ပေါ့အမေဒီဟာဒီလိုသမီးကိုလုပ်ပေးပါအောင်ဒါမှမဟုတ်လဲအဲ့လိုအကြီးတွေကိုပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတဲ့လူတယောက်ပါအခုဒီမှာကျတော့ညီမဖြစ်သမျှကိုလူတွေကိုပြောပြရုံပဲရှိတယ်ကွယ်အဲ့လိုဖြစ်သမျှပေါ့ဗောနောက်ဆုံးညီမနေမကောင်းဖြစ်မယ်ဆိုရင်နေမကောင်းလို့ပဲပြောရတယ်ညီမကဘူးကခောက်ဆွဲလာပြုတ်ပေးမဲ့လူရှိဘူးဒီမှာဆေးဝယ်ပေးမဲ့လူရှိဘူးဒီဆေးကိုတောက်ဆိုပြီးတော့လမ်းညွှန်ပေးမဲ့လူရှိဘူးဆိုတော့ကိုယ့်ရက်တီလာနိုင်တယ်လို့ထင်တယ်ကိုယ့်ကိုလည်းအဲ့လိုတကယ်ရက်တီလာနိုင်တယ်ပေါ့နော်အရင်ညီမဒီကိုစစရောက်စားဆိုအဲ့လိုမိတ်ဆွေတွေကညီမမှာအရန်ရှိခဲ့တော့အဲ့လိုမိတ်ဆွေတွေပေါင်းတင်တယ်ညီမပြောချင်ဆိုချင်တယ်ဒါပေမဲ့ဒီလိုအချိန်နေအရာသူတို့လည်းသူတို့ရဲ့တာဝန်နေရညီမလူတွေနဲ့ပေါ့နော်လူတွေနဲ့ဝေးသွားတယ်ဟိုအရာတိုင်းကိုကိုရက်တီနိုင်တယ်ပြီးတော့အဲ့လိုစိတ်ကဘယ်လိုလဲဆိုတော့ငါတယောက်တည်းဆိုလဲငါဖြစ်ပါလားဆိုတဲ့အတွေးပေါ့နော်ဒါကောင်းတဲ့အတွေးလို့ပြောရမှာပေါ့အဲ့လိုမျိုးဖြစ်လာတယ်အရင်တော့ညီမပုံစံအဲ့လိုမဟုတ်ဘူးညီမလူတွေကိုအရန်ခင်တယ်ပေါ့နော်အပေါင်းအသင်းမိတ်ဆွေအရန်ခင်တော့သူတို့ရှိမှဖြစ်မယ်လို့ထင်တဲ့အရာတွေကအခုကိုဒီဘက်ကိုရောက်သွားတဲ့အချိန်မှာမဟုတ်ဘူးလူဆိုတာတယောက်တည်းလဲကိုယ့်ဘက်ကိုရှင်သန်နိုင်တယ်ဆိုတာမျိုးအဲ့လိုမျိုးစိတ်တွေဖြစ်လာတယ်အခုလည်းအဲ့လိုစိတ်နဲ့ရက်တည်ရပေါ့နော်အဲ့လိုမျိုးဟုတ်အခုလိုဒီစစ်အာဏာသိမ်းပြီးရဲ့နောက်ပိုင်းမှာပေါ့နော်စီးပွားရေးကျပ်တဲမှုတွေ
ဒီနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်မလို့ပြည်တွင်းကဒီလူငယ်လေးတွေမှာပေါ့နော်စိတ်ဖိစီးမှုတွေအခက်အခဲတွေအများကြီးသူတို့တွေရင်ဆိုင်ကြုံတွေ့နေရတယ်ပေါ့နော်ဆိုတော့ဒီလူငယ်လေးတွေကိုညီမလေးရဲ့အတွေ့အကြုံတွေပေါ်ဖြတ်တန်းခဲ့ရတာတွေပေါ်ကိုမူတည်ပြီးတော့ဒီအကြံဉာဏ်ခွန်အားလေးတွေပြောပေးပါအောင်တကယ်လို့ကိုကဥပမာပေါ့ဒီအိမ်ကူလုပ်ပေါ့နော်အိမ်ကူလုပ်ကိုကမဖြစ်မနေဒီအလုပ်ကိုလုပ်ရမယ်ဆိုအရင်ဆုံးတော့မလာခင်တေချာဆုံးဖြတ်စေခြင်းနဲ့ကိုကအလုပ်တစ်ခုကိုမဖြစ်မနေဆုံးဖြတ်လိုက်ပြီးကိုလာမယ်ဆိုရင်အဲ့လိုပေါ့ညီမခုနပြောသလိုမှန်ကန်တဲ့လူကိုရွေးချယ်ရမယ်တကယ်လို့ကိုကဒီမှာအခုဖြစ်လာမယ့်အရာတွေကဘာမှမမြင်နိုင်ဘူးဆိုပေမဲ့ကိုကအစိုးဆုံးအခြေအနေမှာကိုကိုပေါ့နော်စိတ်တက်မကြဘူးလူကတော့စိတ်တက်ကြတယ်ညီမဆိုလဲအဲ့လိုကိုသက်သေခြင်းနဲ့ဒါမှမဟုတ်အဲ့လိုထွက်ပြေးလိုက်ခြင်းနဲ့ပေါ့နော်အဲ့လိုအခြေအနေတွေမှာကိုစိတ်ကိုမတက်လိုက်ဘူးပေါ့နော်ကိုစိတ်ကတော့လူကစိတ်တက်ကြလို့ရတယ်ဒါပေမဲ့စိတ်တက်ကြတိုင်းပြန်ပြီးတော့ကိုပြန်ထနိုင်ဖို့ပေါ့နော်အထူးသဖြင့်တော့အဲ့လိုကိုနေရမဟုတ်ဘူးဒါကတော့ဘာသာတိုင်းကတော့ဘာသာအများကြီးရှိတယ်ဒီကိုယုံကြည်ရကိုွယ်ရပေါ့နော်ဘာသာရေးကိုလည်းအဲ့လိုမမေ့ဘူးပေါ့မမေ့ဖို့အဲ့လိုမျိုးဖြစ်စေခြင်းနဲ့ပြီးသွားလို့ရှိရင်အဲ့လိုပေါ့ဒါပေမဲ့ကိုကသူများနိုင်ငံမှာအလုပ်လာလုပ်မယ်ဆိုတော့အဲ့လိုအောက်ခြေလူတန်းသားအလုပ်ပဲဖြစ်ဖြစ်ကိုယ့်ထက်အရန်အဆင်ပြေတဲ့အဲ့လိုဘလို့အလုပ်မျိုးပဲဖြစ်ဖြစ်အဲ့လိုဘာသာစကားကိုပေါ့နော်တမင်းစားရေတောက်လောက်တော့သိစေခြင်းနဲ့အဲ့ဒါမှကိုတကယ်အခက်ခဲရောက်တယ်ဒုက္ခရောက်တဲ့အခါကြားလို့ရှိရင်တခုခုကအကူညီပေးနိုင်မှာပေါ့နော်တကယ်ကိုသာအရန်တကယ်ခက်ခဲရောက်တယ်ကိုကူညီပေးမဲ့လူရှိရတာနဲ့ကိုကထမင်းစားရေတောက်လောက်မှကိုအကြောင်းကိုသူများကိုမပြောပြနိုင်ဘူးဆိုဒါတွေကဒီမှာဘယ်သူမှလုပ်ပေးလို့မရဘူးဆိုတာမျိုးပေါ့နော်အထူးသဖြင့်တော့အဲ့လိုအိမ်အကူလုပ်တယ်ဆိုတာကလေနိုင်ငံတိုင်းမှာတန်ယုံလို့အဲ့လိုမြန်မာ translate လုပ်ပေးမဲ့လူဆိုတာလူတိုင်းမှာမရှိနိုင်ဘူးပေါ့နော်မရှိနိုင်တော့ကိုအနေကိုလည်းကိုကြည့်ရှောင်နိုင်ရမယ်ပေါ့အဲ့လိုမျိုးတွေအဲ့လိုဘာသာစကားကိုတော့ပေါ့နော်ထမင်းစားရေတောက်လောက်အဲ့လိုသိစေခြင်းနဲ့ကိုတကယ်ဒီလုပ်ကိုလုပ်ရမယ်ဆိုရင်အဲ့လိုစိတ်ဓာတ်ကိုနည်းနည်းအဲ့လိုတဏ္ဍမမာပေါ့နော်စိတ်ဓာတ်ကိုနည်းနည်းအဲ့လိုနည်းနည်းပြောညံ့နေလို့တော့မရဘူးစိတ်ဓာတ်ကိုနည်းနည်းအဲ့လိုမျိုးဖြစ်စေချင်တာပေါ့ဟုတ်ဖြစ်နိုင်မယ်ဆိုရင်တော့ပြင်ဆင်စေချင်တယ်ပေါ့နော်မဖြစ်မနေလုပ်ရမယ်ဆိုရင်တော့အဲ့လိုမျိုးလေးဖြစ်စေချင်တယ်ညီမလေးအနေနဲ့ရောဒီညီမလေးရဲ့အနာဂတ်ကိုဘာဆက်လုပ်ဖို့အစီအစဉ်ရှိလဲပြီးရင်ရှေ့ဆက်ရှောက်မဲ့စိတ်ကူးတွေရှိရင်လည်းပြောပြပေးပါအောင်ညီမကတော့အခုညီမဒီမှာပြီးတော့မှာပေါ့နော်ဒီဇင်ဘာဆိုညီမကပြီးတော့မယ်ညီမရန်ကုန်ပြန်ဖို့တော့အခြေအနေကတော့မရှိဘူးပေါ့နော်မရှိဘူးညီမအဲ့လို Middle East ကအခြားတနေရာကိုရွှေ့ပြီးတော့အဲ့လိုညီမ career နည်းနည်းပြောင်းမယ်ပေါ့နော်ညီမအရင်တုန်းကညီမတက်ထားတဲ့အဲ့လို hotel တင်နန်းတွေပါရှိတယ်ဆိုတော့ညီမအဲ့လို hotel light up ဘက်ကို career တော့ပြောင်းဖြစ်မယ်ဟုတ်အခုအဲ့လိုမျိုးလုပ်ဖို့တော့ plan နေရပေါ့နော်နောက်3လလောက်နေသွားရတော့မှာဆိုတော့လေအဲ့လိုမျိုးလေးပေါ့ရန်ကုန်ပြန်တော့လေအခုညီမတို့ဒီမှာရတဲ့လစာကအဲ့လိုရန်ကုန်ပြန်ပြီးတစ်ခုခုလုပ်ဖို့တော့အခြေအနေကအဆင်မပြေသေးတော့ဒီနှစ်မှာကတော့ဘယ်လိုပြောရမလဲပတ်စံမရှိတဲ့လူအနေနဲ့ပေါ့နော်ကိုကအခြားတနေရာကိုရွှေ့ဖို့အတွက်အဲ့လိုအထောက်ပံ့လေးတစ်ခုရတဲ့ပတ်စံလေးရသွားတယ်လို့ပေါ့နော်အဲ့လိုမျိုးလေးဖြစ်သွားတာပေါ့အခုကညီမလေးအနေနဲ့ပေါ့နော်ဒီညီမရဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့နိုင်ငံခြားကိုအလုပ်လာလုပ်မဲ့သူတွေကိုရောဘယ်လိုအကြံဉာဏ်မျိုးတွေပေးခြင်းလဲပြောပြချင်တာဆိုတော့ဘယ်လိုလဲဆိုတော့အထူးသဖြင့်ပေါ့နော်အဲ့လိုအိမ်အကူလာလုပ်မယ်ဆိုလို့ရှိရင်ပွဲစားဆိုတာထက်ကိုရွေးချယ်တဲ့ပွဲစားကတကယ်ကိုအဲ့လိုမျိုးအကုန်တာဝန်ယူပေးနိုင်လားဆိုတာမျိုးဖြစ်စေချင်တယ်သိတယ်မလားတကယ်ကြီးအဲ့လို official ကြီးလုပ်တဲ့လူမျိုးလားပေါ့မကြီးဒီမှာလုပ်တဲ့လူတွေကအဲ့လိုဓာတ်နှုန်းမမြတရားဝင်နေမဟုတ်ဘူးအခုသမီးတို့သိစေချင်တာလူတွေကကွာအခုသမီးတို့လူတယောက်ကိုပို့ရဲဆိုရင်သူတို့က35သိန်းလောက်အောက်ထည့်ရတာကွာဒီလားအဲ့လိုပတ်စံကြီးကိုပဲလူတယောက်ကိုလူကုန်ကူးလိုက်တယ်ဆိုပြီးတော့လူတွေကိုတာဝန်မယူတဲ့ဟာကြီးကိုအဲ့လိုသိစေချင်တာအဲ့လိုမျိုးပေါ့နော်ကိုရွေးချယ်တဲ့ပွဲစားကိုအဲ့လိုဘသူကဆက်ပေးလိုက်လို့ဆိုတာမျိုးမဟုတ်ပဲねအဲ့လိုတရားဝင်ဖြစ်စေချင်တာပြီးတော့အခုသမီးတို့ဒီမှာနေရတယ်ဆိုသမီးတို့တရားဝင်မဟုတ်သိလားတချို့နေရာတွေဒီနိုင်ငံမှာချင်းတချို့လူတွေဆိုတရားဝင် ID တွေပါရှိတယ်လို့ပါတော့အဲ့လိုမျိုးရှိသမီးတို့တရားဝင်မဟုတ်ဘူးအဲ့လိုမျိုးပေါ့အဲ့တော့သမီးကသွားချင်တဲ့နေရာကိုလိုက်လို့မရဘူးသူတို့ခေါ်ချင်ပါတယ်ဆိုတော့လိုက်လို့မရဘူးအိမ်ထဲမှာပဲကြီးနည်းနည်းအဲ့လိုပေါ့နော်လဲဝဲမရှိဘူးအရင်သိတာသမီးကပြောတယ်လို့အင်္ဂလိပ်စာလေးမှနည်းနည်းလေးမှမသိဘူးဘာညာဆိုရင်အရင်ဒုက္ခရောက်မှာ
အခုဆိုရင်မိမိဆိုတဲ့ညီမလေးရဲ့အဖြစ်အပျက်တွေကိုနားထောင်ပြီးတော့ကိုဘွားရဲ့အခက်အခဲတွေကိုတယောက်တည်းရင်ဆိုင်ကြော်လွှားနေရတာမဟုတ်ဘူးဆိုတော့ခွန်အားနဲ့စိတ်ဓာတ်တွေကိုရရှိနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။နောက်တစ်ဖက်မှာလည်းဘလို့အမျိုးသမီးတဦးကသူ့ဘွားရဲ့မုံတိုင်းထန်တဲ့နေ့ရက်တွေအကြောင်းကိုပြောပြရင်ဘလို့ပြန်လဲရက်တည်ခဲ့ရတယ်လဲဆိုတာကိုဆက်လက်တင်ဆက်ပေးအောင်ပါမို့စောင့်မျှော်နားဆင်ကြပါအောင်ရှင်။